Hello စီကူရေ Hello, Kendrick. ဟိုနေ့ကကျွန်တော်တို့ဗာလဲပွဲချိုသုံးသက်ချက်လုပ်လိုက်တယ်မှာပြောတာကြီးမှန်တယ်နော်မှန်တယ်နော်ဆိုတော့ဗျာကျွန်တော်ဆိုလဲအနည်းဆုံး2ခုလောက်တော့မြင်နေတယ်ပေါ့စီကူဆိုရင်ပြောလိုက်တာဗာလဲအဲအမှတ်ပေးစရာမှာအဆင့်ကြီးခုန်တက်မယ်ဟဲ့လားဒီပွဲပြီးရင်တော့ချယ်ဆီကလည်းပွဲကျက်နေတယ်ပါညာလေဟောချယ်ဆီမကျက်ဘူးချယ်ဆီကသူ့ဘသူရှုံးသွားပါနော်ဂျားအသင်းတွေကပွဲကျက်နေတော့အမှတ်ပေးစရာမှာခုန်တက်မယ်ဒီပါကြီးပြောတာပြီးလဲပြီးရောချက်ချင်းလက်ငင်းယူဝုန်းဆိုပြီးတော့အခုဒီတနင်္ဂနွေညပွဲတွေမကန်ခင်မှာအဆင့်4နေရာထိရောက်လာပြီပေါ့နော်မန်စီးတီးကဆိုရင်အမှတ်တောင်တူသွားတယ်ဟုတ်တယ်ဗျာအဲ့ပွဲမှာအခုခြုံငုံပြီးပြောရမယ်ဆိုရင်ဘာတွေမြင်ခဲ့လဲပေါ့ဗာမြင်ကလေးဆိုတော့ဒီအမော်ရရပေါ့နော်လူရှော့ကိုစမ်းသုံးကြည့်နေတာပေါ့နော်သူ့ရဲ့ဘယ်လိုပြောမလဲကွင်းလေကိုတက်ပြီးတော့ present လောက်တာတွေသူတို့တက်ထောက်တာတွေပေါ့နော် intercept လောက်တာတွေအဲ့လိုမျိုးဟာမျိုးလေးကို test လေးကိုပို့ပြီးတော့ခိုင်းတပွဲတက်တပွဲပို့ပြီးတော့ခိုင်းလာတော့တွေ့ရတယ်ပေါ့နော်ဒီတွေ့ရတော့ဒီလီဗာပူးပွဲလောက်တည်းကတခြားလေးတွေ့ရတယ်ပေါ့နော်ပြီးတော့ဒီပွေမွန်နဲ့ဒီကုညာနဲ့အရေးပါတယ်ဟာတွေကိုခဏခဏပို့ပြီးတော့အရေးပါလာခဲ့ရတယ်မြင်ရပါတော့ပြီးတော့ဝေမွန်နဲ့ဒီအာမတ်နဲ့ကမစရီကိုပို့ပြီးတော့မြင်လာရပါတော့ပြီးတော့လမ်မန်စ်ကလည်းပို့ပြီးလုံခြုံရင်လာရလို့မြင်ရပါတော့အကုန်လုံးကတော့အပေါင်းလက္ခဏာဆောင်တဲ့အချက်တွေပဲပေါ့နော်ကုညာလေး900ပါလို့ဝမ်းသာပါတယ်အဲ့ဒါနော် fantasy ဘိုင်စီကူ page မှာဆိုရင်စီကူကရေးထားတာလीဒီတစ်ပတ် FA မှာ return ရနိုင်တဲ့သူတွေထဲမှာဆိုတော့အဲ့မှာကိုညာဆိုတဲ့နာမည်ကြီးကပါနေတာဗျာကျွန်တော်ကဟာဒီပဲပါလဲပေါ့နော်ကိုညာကအခုဒီတောင် return ရသေးရမဟုတ်သူကအပိုင်ကြီးပေါ့သိရမလားအဲ့လိုကြီးပြောရတော့ကိုကတိတ်ပြီးမုံမရဲအောင်ဖြစ်လိုက်သေးတယ်ဒါပေမဲ့ကိုညာအဖွင့်ကို24မိနစ်မှာ Casemiro ရဲ့ line breaking ပေးရလေးကနေပြီးတော့လှလှပပကြီးကိုကန်သွားတာနော်ဟုတ်ပါတော်တော်လေးကောင်းတယ်အဲ့ကာစီမီရိုကြီးကလေဒီပွဲမှာကောင်းနေပြီးတော့သူ့ရဲ့ stat တွေပေါ့နော်သိရမလား तू မရှိရင်မဖြစ်တော့တဲ့ပုံစံမျိုး तू ထွက်သွားတဲ့အချိန်မှာအသင်းခံစီကြီးကပြိုကျသွားသလိုမျိုးအဲ့လိုဖြစ်နေတာကြီးကိုမကြိုက်ဘူးပေါ့နော်သူကကာစီမီရိုရဲ့အရေးပါပုံကြောင့်ကျွန်တော်ပြောရတော့မယ်နော်ဟုတ်တယ်ကက်စမီယိုကဟုတ်တယ်သူကအသက်ကလည်း33ဖြစ်နေပြီထင်တယ်နော်33ဖြစ်နေတာကိုသူကပွဲချိန်ပြည့်လည်းမစောနိုင်ဘူးနီးပြလည်းသူ့ပွဲချိန်ပြည့်မသုံးကျင်တော့ဘူးပေါ့နော်အဲ့တော့သူရှိလို့ရှိရင်လုံခြုံတယ်ပေါ့ဒီကက်စမီယိုရှိလို့ရှိရင်ဒီ United ကဂိုးပေးရတော်တော်လေးနဲတာကိုတွေ့ရတယ်ပြီးတော့သူထွက်သွားတဲ့အခါကျမှညပွဲဆိုလို့ရှိရင် Brighton ဘက်ကလုံးဝကြောင်းမြိုင်ဖြစ်သွားဗျာ play ရဲ့အသေးဖြစ်ရဲ့ဒီဟိုအမိုရင်ကsignal ပြလိုက်တဲ့ပုံစံမျိုးလဲထင်တယ်ပေါ့နော်ခံစားမိရပေါ့ဒါကတော့ဟုတ်ချင်မှလည်းဟုတ်မယ်ပေါ့ဘယ်လိုလဲဆိုတော့မင်းတို့ပြောနေမင်းတို့ကငါထည့်လိုက်ပြီပေါ့မင်းတို့အခုမင်းတို့ကြည့်ကြဆိုအဲ့လိုပုံစံမျိုးကိုခံစားရပေါ့နော်အေးပေါ့နော်ကျွန်တော်တို့ main တို့တော့အသင်းမှာဆက်ရှိစေခြင်းနဲ့ပို့ပြီးတော့အောင်မြင်လာအောင်မယ်လဲထင်တယ်ပေါ့နော်အချိန်တော့ယူရမှာပေါ့ကဲထားပါတော့ပေါ့နော်ကာစီမီရိုကကြာကျွန်တော်မကျေနပ်တာတခုရှိတယ်ဗျာအဲ့ဘာလဲဆိုတော့ကျွန်တော်ကကြာသူ့ကို60 90မှာဆိုလဲပေးရတယ်ဗျာဘရာဇီးမှာကြတော့ဗျာဘာမှမဟုတ်တဲ့ခြေစမ်းပွဲကိုဘယ်နှမိနစ်ကန်သွားရတဲ့လဲနှစ်ပွဲလုံးမိနစ်90ကန်သွားတာအပြည့်ဟုတ်တယ်အဲ့ဒါကြီးကစားတယ်နော်သူတို့ဂျပန်သွားပြီးတော့အဝေးကြီးဗျာသိမလားအာရှနဲ့ဥရောပနဲ့တောင်အမေရိကနဲ့ဆိုတာရအဲ့လိုဝေးယူသွားပြီးဟောဂျပန်ကို3-2နဲ့ပွဲမှာလဲသူမိနစ်အပြည့်တောင်ကိုရီးယားကိုဗျာ9ဂိုးတောင်သွင်းတာဗျာဟုတ်တယ်မလားအဲ့ဒါကြီးကိုလေကာစီမီရိုကကပတိန်ဆိုတော့အပြည့်အဲ့လိုကြီးတွေကစားခဲ့ရဆိုတော့သူ့မှာလည်းပွဲချိန်တွေကဆက်နေတာပဲပေါ့နော်ဟုတ်တယ်ဒါပေမဲ့အဲ့လိုကာစမီရိုမရှိတဲ့အချိန်မှာ73ဂိုးပေးရတယ်ကာစီကွင်းနဲ့ရှိတဲ့အချိန်ဆိုရင်3ဂိုးပဲပေးရတယ်ဆိုတော့အဲ့ stat ကြီးကတော့ကျွန်တော်တို့ဒါလက်ခံလို့မရဘူးပေါ့နော်33နှစ်အရွယ်ကစားသမားတယောက်ကိုဒါတော့ကြီးဂျပန်နဲ့ဖြစ်နေတာဆိုရမကောင်းပြီးတော့ကာစီမီရိုရဲ့အသက်က33ဆိုတာလည်းပဲဖေဖော်ဝါရီဆိုလို့ရှိရင်ဗလက်တိုင်းဒေးပြီးလို့ရှိရင်သူက34ဖြစ်သွားပြီနောက်ရသည်ဆိုရင်ထွက်တော့မှာဗျာအဲ့လိုကစားသမားမဟုတ်ဘူးဒီလိုဆိုတော့အစားထိုးဖို့လည်းစဉ်းစားသင့်ပြီပေါ့အဲ့တော့ကျွန်တော်တို့ YouTube မှာတယောက်ကမေးထားတာပေါ့နော်ကာစီမီရိုနေရာကိုဓာတ်ရိုက်အစားဖြည့်ဖို့ဆိုရင်ဘယ်ကစားသမားကိုကြိုက်လဲတဲ့ကျွန်တော်ကတော့အစဘာလဲဘာကိုကြိုက်တယ်ပေါ့နော်ဒါပေမဲ့ဘာလဲဘာရောက်လာလို့အဆင်ပြေနိုင်ပါမလားဆိုပြီးတော့တဖြည်းဖြည်းနဲ့နောက်ပိုင်းမှာမဲကုန်းတွေထုတ်လာပေါ့မနေ့ကကစားပုံကကြောင်လဲပါမှာပေါ့လေဘာလဲဘာဟိုလို United ကဒီရာဒီခုံမဲ့ပေါ့ရာဒီအစဒါပေမဲ့ဈေးကတအားများလို့စောင့်ကြည့်အောင်မယ်ပေါ့ဗျာအဲ့လိုခြေနေမျိုးမှာဘာလဲဘာအရန်သူ့အရန် high wine high ပြပြီးတော့သူ့ခြေစွမ်းကလည်းရုပ်ရက်ကြီးထိုးဆင်းသွားရပေါ့ဗျာအဲ့လိုကျွန်တော်ကဘာလဲဘာထပ်ကို stay လာအောင်ပို့ပြီးတော့သဘောကျရပါတော့ပြီးတော့အသက်အရွယ်ကလည်းပို့ပြီးတော့ကြီးရောလေအသက်ကြီးနည်းနည်း experience လည်းရှိရော stay လာအောင်ပို့ပြီးတော့နည်းနည်း hype ချင်တယ်ဘာလီဘာတော့အခုမှအသက်ကဟိုပါပဲရှိသေးတယ်နော်22နှစ်ပဲရှိသေးတယ်အန်ဂျယ်လိုစတေလာဆိုတဲ့ကောင်လေးကတော့စတူဂတ်ကသူကတော့ဂျာမနီသားအောင်မှာ24နှစ်ရှိပြီပေါ့နောက်နှစ်ခေါ်မယ်ဆိုလို့ရှိရင်တော့ဟိုပါဖြစ်မယ်ပေါ့နော်25ဖြစ်သွားမယ်
ဆိုတော့ဘယ်တန်ကောင်းလဲသူကလည်းကောင်းတယ်နော်ဈေးအနေနဲ့ကြတော့ဒီအင်္ဂလန်မှာကစားပြီးသားဆိုတော့ဘာလီဘာပုံမြောက်တယ်လို့ဖြစ်နေတာနော် မြောက်တယ်ဟိုလေတစ်ဖက်လက်နဲ့စဉ်းစားကြည့်ရင်တော့ဟိုလိုအရန်အသက် experience အရန်ရှိပြီးတော့29 28လောက်နံပါတ်8ရိုနံပါတ်7ရိုပေါ့အဲ့လိုတယောက်ရောက်လာရင်လည်းပိုပြီးအဆင်ပြေရပါလေ ဘသူတွေကြိုက်လိုက်တဲ့ဟာ ဘယ်သူကြိုက်လဲတော့အဲ့လိုအဲ့လိုတော့မရှိပါဘူးဘယ်သူဖြစ်ရောက်လာရင်တော့အဆင်ပြေပါရဲ့ အေးပေါ့အေးပေါ့ အဓိကတော့ဒီ Casemiro ရဲ့tax တွေကိုတေချာလေးတာဝန်ယူနိုင်ရပါပြီကျွန်တော်ညဖြစ်တယ်မျိုးကြီးအဲ့လိုမျိုးကြီးတော့မမြင်ချင်တော့ အဲ့ဒါလေလီဗာပူးဒီနေ့ဖြစ်တယ်လို့မျိုးလေဒါဂျိုတာတို့လူဝီဒီယက်တို့ထွက်တဲ့အချိန်မှာအီကီတီကီတို့အီဇက်တို့ဖလော်ရီယန်ဘတ်တို့ရောက်လာပြီးအခု၄ဘွဲဆက်ရှုံးတာမျိုးအဲ့လိုမျိုးတင်မလားကောင်းနေရနေပြန်ထိုးကြသွားတယ်မျိုးမဖြစ်ဘူးလို့ပြောလို့မရအောင်နော်ဒီလိုမျိုး ဟုတ်တယ် ဒါစီတို့ထွက်သွားရင်ဘလူးနိုဘာထွက်သွားမယ်ဆိုရင်အဲ့ဒါကြီးလောက်ရမယ်ပြီးတော့ကိုညာကိုကြည့်ရလဲပဲဟိုကိုညာကောင်းတယ်ပေါ့နော်ကိုညာကောင်းမယ်အဲ့လိုသူနဲ့အရန်တဟဆာတာဖြစ်ဖြစ်တွဲဖက်ပြီးစော့မဲ့သူရှိမယ်ဆိုရင်ပူလောင်ကောင်းလာအောင်မယ်လို့ထင်တယ်ပေါ့နော်ဆိုတော့တိုက်စစ်မှာမြန်နောက်ရသည်အဲ့လိုကိုညာနဲ့တွဲစော့နိုင်မဲ့သူဆိုရင်ဘယ်သူခေါ်ခြင်းတော့ပေါ့ ကိုညာနဲ့တွဲဆိုတော့အခုဝင်မို့ရှိနေပြီလေ ဝင်မို့ရှိနေကျွန်တော်ကစီမီညိုလေးများရခဲ့ရင်ပေါ့အိမ်မက်တင်နိုင် စီမီညိုလိုက်တော့လိုက်တယ်နော်ဒီနေ့ဆို source တခုတွေ့လိုက်တယ်သူ Telegram က United base ကိုသူညင်းလိုက်တယ်ဆိုတော့ ညင်းမှာပေါ့90တိပေးတာ 80လောက်မှပေးမယ်ထင်တယ်နော် ဟုတ်တယ်ဒါရာသီမစခင်တော့ကနော်ဒါဒီနေ့ဆိုတော့ဒါလုံးဝဈေးကပူတက်လာတော့မှာ ပိုတက်ပြီဟုတ်တယ်သူကရောင်းလဲမရောင်းချင်ဘူးပြီးတော့ပြောပြီးသားမင်းအရွယ်နဲ့ကဟုတ်တယ်ကွာဟိုပူကောင်းတဲ့အသင်းကြီးကိုသွားတဲ့နေဆိုတော့သူတို့လက်ခံတယ်ဒါပေမဲ့တရားတီတော့နေပေးပါအောင်ကွာဆိုတဲ့ပုံစံမျိုးနဲ့ညှိလိုက်တယ်လို့လည်းပဲဟိုဒီတလက်တစ်ကအဲ့ရာသီမစခင်အာတီကယ်ဒီပုံမှာဖတ်မိတယ်ပေါ့နော်ဆိုတော့ဒီနေ့ကတော့ Telegram ကတင်ထားတာ United က90လောက်နဲ့ကန်လန်းတာကိုလုံးဝညှင်းလိုက်တယ်ဆိုပြီးတော့သတင်းတက်လာတာပေါ့နော်စီမံညိုကြီးကမရတော့ဘူး तू ကအရန်အောင်လေဟိုဒီညပွဲတော့ဘယ်လိုလာမလဲမသိဘူးပေါ့နော်အရင်ပွဲတွေအထိဆိုလုံးဝစိတ်ချရတယ်ပေါ့နော် FPL မှာဆိုကပတိန်တွေပါပြီးလို့ရလောက်တဲ့အထိကိုစဉ်းစားလို့ရနေရ ဟုတ်တယ်ဒီရာသီလည်းဒီလိုပုံစံမဲ့သွားနေတယ်ဒါအသေးချာပေါ့အတင်းကြီးတင်ရရောက်မှာပဲလေ ရောက်မှာပဲအခုဘူမိုကတော့လုံးဝပုံစံကောင်းလေးပြန်ပြတာတော့လုံးဝအားရစရာပဲနော် အားရတယ်ကျွန်တော်ဟုတ်တယ်ကျွန်တော်ကပြောပြတယ်လေကျွန်တော်ဖာကူဆန်လက်ထက်တည်းကကြည်လာဆိုဖာကူဆန်လက်ထက်ဆိုဟောပါ2006 2009အဲ့ဒါနောက်ပိုင်းပေါ့သူတင်မှာဆော့ရလူတွေကအဲ့လိုအကုတ်ကြခဲဆော့ရကောင်တွေပေါ့နော်အဲ့ဒါဖာကူဆန်ထွက်သွားပြီးနောက်ပိုင်းအဲ့လိုမျိုးတိတ်မမြင်ရတော့လေအခုအဲ့ဝေမိုတို့ကိုညာတို့အာမတ်တို့ဆော့တာမြင်ရတော့တော်တော်လေးအားရ ဟုတ်တယ်အဘူမိုကအခုဆိုရင်၄ဂိုးတောင်သွင်းပြီးသွားရဲ့အသင်းပါလေပြီးတော့သူရမယ် assist တွေဆိုလို့ရှိရင်လည်းပဲဘရူနိုပနယ်တီမဝင်လို့ပေါ့နော်အဲ့လိုဟိုပေါ့ပနယ်တီဖန်တီးမှုပေါ့နော်အဲ့ဒါမျိုးကြီးကလည်းမရခဲ့တာဆိုတော့ပြီးတော့ပွဲတိုင်းမိနစ်60ပြီးကစားနိုင်တဲ့ fitness ကြီးကလည်းကြောက်စရာကြီးပေါ့နော် ဟုတ်တယ်ကိုညာတော့အလောက်မဆော့နိုင် ကိုညာမစော့နိုင်ဘူးပြီးတော့ကိုညာကိုလဲလိုက်ချိန်မှာဆိုလို့ရှိရင်အဘူမိုတယောက်တည်းရုံးပေးနေတာဒီရုံးအားကြောင့်လည်းပဲဒီနောက်ဆုံးဂိုးကဖြစ်တာနော်၄ဂိုးမြောက်ဂိုးကလေအဲ့ဂိုးလည်းမိုက်တယ်နော်အဲ့ဂိုး heaven ပေးလိုက်တာနေပြီးတော့ Bruno ကြော်ခွပေးလိုက်တာနေပြီးတော့တွင်းသွားတာဆိုတော့အဲ့ဂိုးလည်းအများကြီးချီးကျူးနေရအဲ့ဂိုးကြောင့်လေးပြောကြည့်ပါ အဲ့ကိုကလေအဲ့ကိုကဟုတ်တယ်ဘရူနိုတော့အကောင်လုံးဝိုင်းချီကျူးနေဘရူနိုလည်းတကယ်တော့ပါတကယ်လုံးဝအဲ့ move ကလုံးဝ genius move ကြီးကွာဒါပေမဲ့ heaven လေးလည်းမိုက်တယ်ပေါ့နော် heaven ကသူ့စီရောက်လာဘောလုံးတစ်ချက်တော့မထိန်လိုက်ဘူးဗျချက်ချင်းကိုတန်းပေးလိုက်တာဆိုတော့ဒါဒီကောင်လေးကလောက်ရဲကန်ရဲရှိရပေါ့ဗျအဲ့လိုပုံစံလေးမြင်ရတယ်ဒီအဲ့အလုံးမှာကြာပွဲဘရူနိုနဲ့ဒီအမွန်မွန်နဲ့နည်းနည်းသူတို့အချိတ်ဆက်ပေါ့နော်ကံမဆွေးပေါ့ဘယ်လိုပြောရမလဲအမျိုးကြောင့်အဲ့လေးပါတွေ့လိုက်ရပါဘောနော်ဒီပွဲမိုးလွှတ်ပေးတဲ့ဟာ sorry ဘရူနိုလွှတ်ပေးတဲ့ဟာကိုဟာပေးလိုက်တဲ့အလုံးပွဲမိုးကဆက်ပြေးရပေါ့နော်အဲ့မျိုးလေးကြာတော်တော်လေးဒါလေးကဟုတ်ပြောပြလို့မရတဲ့ကံမဆွေးပေါ့အဲ့လိုမျိုးမြင်နေ ဒါ heaven အတွက်လည်းကျွန်တော်ကဒါပြောရရင်ဂုံယူပေးတင်တယ်ပေါ့နော်ဒီကစားသမားလေးကမိနစ်ကတော့ဟိုရုံးပေးရှာတယ်ပေါ့နော်ခဏပဲတပွဲကို45မိနစ်60လောက်ပုံမှန်ကစားခဲ့ရတယ်နောက်တန်းလိုအပ်ချက်အရာပေါ့ဒါပေမဲ့ဒီရာသီစမှာတော့ तू ကပြန်မြုပ်သွားပြီးတော့ပေါ့နော်ပရီးမီးယားလိမှာဆိုကျွန်တော်မှတ်မိသလောက်ဖူဟန်တဲ့ပွဲမှာ तू 2မိနစ်3မိနစ်လောက်ကစားလိုက်ရတယ်အဲ့ဒါပြီးတော့ Greece နဲ့ပွဲမှာဟိုကစားရတယ်ပေါ့နော်မိနစ်60ကျော်ကစားပြီးလည်းပြီးတော့ तू ပြန်မြုပ်သွားတယ်အရန်မှာပဲပါလာတယ်ပြီးရင်နိုင်ငံပွဲမှာဒဏ်ရာရတယ်လို့ပါလို့နဲ့ဖြစ်ပြီးတော့အခုပြန်ကစားရတာပဲဆိုတော့ဒီ तू ကစားခွင့်ရတဲ့အချိန်လေးမှာပဲ25မိနစ်လောက်မိနစ်20လောက်ဆော့ပြီးတော့အဲ့လိုအရေးပါတယ်ကိုနော်တကယ်အရေးပါတဲ့သွင်းကိုကြီးအတွက် assist တစ်လုံးရသွားဆိုတော့ဒါသူ့အတွက်တော့ဂုဏ်ယူတယ်ပေါ့နော်ဒါည screen မှာမြင်ရတာတော့ဒါညသူ့ရဲ့ step ပေါ့ဂျူရန်ဝန်း2ချိန် area ဂျူရန်ဝန်း1ချိန်နဲ့ဆိုမဆိုးပါဘူးနော်ဟုတ်တယ်ဒါပေမဲ့ဟိုလီချာကပြန်လာမှာနော်လီဆန်ဒရိုမာတီနဲ့ပြန်လာရင်တော့ heaven ကလည်းဒါ option တစ်ခုအနေနဲ့ပဲရှိတော့မှာပေါ့လီချာပြန်လာရင်အဲ့ဒီကျွန်တော်နောက်တိုင်းကဘယ်လိုဖြစ်သွားမှာလဲလီချာပြန်လာရင်တော့
သူတေချာပေါက်ပြန်လာပြီးတော့သူ line နဲ့အပြည့်ဆော့ရပဲထားပါတော့အဲ့ဆိုရင်လေချာ SCB ပေါ့ပြီးလို့ရှိရင်အလယ်မှာကျတော့မကွာရဖြစ်နိုင်တယ်ပေါ့နော်ပြီးတော့RCB မှာကျတော့ကျွန်တော်ကတခါလေဒီလစ်ကိုသုံးစေချင်တယ်ပေါ့နော်ဒါပေမဲ့ညလိုပွဲမျိုးတွေမှာ Euro သုံးရလည်းမိုက်တယ်ပေါ့နော် RCB ကတော့နည်းနည်း option လေးတွေ့ရတယ်ပေါ့နော်အလယ်ကတော့ဒီ CCB ကတော့မကွာရကိုပဲကြိုက်တယ်ကျွန်တော်ကအဲ့လီချာရှောလိုမျိုးအဲ့လိုအလဲကိုဝင်ထောက်တာကြီးပါရဆိုရင်အဲ့လိုပွဲချိန်ပြည့်နေပါမိနစ်60 80လောက်ပဲစော့နိုင်မလားမသိဘူးเนาะအဲ့လိုဒီ test ကိုသာသူ့ပေးမယ်ဆိုရင်ဟုတ်တယ် short ကို address ပေးတာသဘောကျတယ်လီတော်လေး short ကသူကဟိုဒိုင်ယာခဏခဏရရဆိုပေမဲ့ဘယ်လိုပြောရမလဲသူ့ရဲ့ဒီခဏကိုအနေထားရပါတော့ physics အရာလိုက်တယ်ပေါ့နော်သူပေးတဲ့ role နဲ့ hidden role လေးနဲ့တော်တော်လေးလိုက်နေညဆိုတက်ထောက်တဲ့အလုံးတွေဆိုလည်းတော်တော်မိုက်တယ်ဒီ Casemiro ရဲ့ goal ဆိုရင်သူလွတ်လိုက်လို့ရသွားတယ်ပြောလို့ရတယ်ဟုတ်တယ်เนาะအဲ့ကာစမီရိုရဲ့ဂိုးကလည်းတကယ်တော့ဘာလူပေးလိုက်တာလားဘာလားမသိဘူးဝင်သွားမှသာဟဲ့ဝင်နေဟာပေါ့နော်လူပေးလိုက်တာပေါ့ဟုတ်တယ်လူပေးလိုက်တာမဟုတ်လူပေးတင်တာပေါ့လူပေးတင်တာပေးလိုက်တင်တာဟုတ်တယ်အဲ့သူကကိုပေါက်တယ်ွားရချင်းမှာသူအုံကိုလည်းမဖြစ်ဘူးဆိုတော့ဖြစ်ဟုတ်တယ်လူရှော့လည်း assist ရပါမျိုးနော်ကျွန်တော်လည်းအထည့်ပြောပါလေကာစီမီရိုဂိုးလည်းအရန်ရှိရဲဆိုတာလေဟုတ်တယ်ဆိုတော့အဲ့လို lower time တော့ကာစီမီရိုကဂိုးတွေရတော့အဲ့လိုပဲရသွားနေကြပဲပေါ့နော်အဲ့လိုပဲဖြစ်နေဆိုတော့ဒါကလီချာပေါ့တချို့ကယူရိုမကြိုက်ကြဘူးဗျာညာလေယူရိုပြနေတယ်ယူရိုပေးတာတွေမကောင်းဘူးအဲ့လိုမျိုးတွေဖြစ်နေတယ်ဆိုတော့ယူရိုရဲ့ဒီ RCB မှာကစားသွားတဲ့အပေါ်လေးရောဘယ်လိုမြင်ယူရိုကကြောင့်သူလည်းနည်းနည်းပို့တဲ့ဟိုဘယ်လိုပြောရမလဲသူစီလင်မြင့်တယ်လေနည်းနည်းလာအောင်ပါပေါ့ရှေ့လျှောက်တိုးတက်လာအောင်ပါရှိတယ်လေအသက်ကလည်းတော်တော်ငယ်သေးရဆိုတော့အဲ့လိုမျိုးကစားမမျိုးကြအရင်အပြစ်တင်တာမျိုးတော့သဘောမကျဘူးပေါ့သူဆိုလို့ရှိရင်ဒီ risky pass တွေပေးရပေါ့နော်ဒီ Bruno တို့လိုဒီဟို Martinez တို့လိုပေါ့နော်အဲ့လိုမျိုးတွေပေးတော့အမားတွေရရှိမှာပဲလေကျွန်တော်တို့ဒီနေ့ဟိုမွေးနေ့အလူလောက်သွားတယ်ဒိုကူဆိုရင်ဒီ22နေ့ပြည်တာဗျာဒါထားပါတော့အလူလောက်သွားရင်မှထားလိုက်ပါတော့လာဝဲဘက်ကိုနော်စီနီယာကိုကြီးကို9ရစီချင်းလို့ဆိုပြအဲ့ဒိုကူတော့မှလူငယ်လေးထင်တာအခု22နှစ်ပဲရှိသေးရဲ့ဗျာအဲ့22နှစ်ရှင်ယူရိုဆိုလို့ရှိရင်19နှစ်ဗျာဆိုတော့တော်တော်ငယ်သေးရဲ့ပေါ့နော်ဆိုတော့ဒီလူငယ်နဲ့ပတ်သက်တဲ့စုတွေပါရင်မှလည်း nomination တွေကပုံမှန်ဝင်တယ်ခုနကပြောသလိုစီလင်ကလည်းအရန်မြင်တယ်ဆိုတော့ကျွန်တော်ကတော့သူ့ဒီတိုင်းလေးပဲ grow ဖြစ်ပါသေးတယ်ဒီတိုင်းလေးပဲထားလိုက်ဟုတ်တယ် mature ဖြစ်ပါသေးစောင့်ကြည့်နေမယ်ပေါ့ပြီးရင်သူ့ရဲ့ goal တွေလည်းလာမှာခေါင်းတိုက်တာတွေပါလည်းသူလုပ်ကူးတယ်ဆိုတော့ကောင်းတယ်သဘောကျရဲပေါ့နော်ဆိုတော့ကျွန်တော်ဒီနေ့မှာဘသူကြောင့်ပြောတင်လဲဆိုတော့ဂိုးသမားလက်မန်းကြောင့်ပြောတင်တယ်ထင်တယ်ဘာလို့ဆိုတော့လက်မန်းကတော်တော်ကောင်းတယ်ဗျာတော်တော်ကောင်းမယ်ဒီ free kick ကိုမှာတော့သူကာကွယ်နိုင်တဲ့တယ်မဟုတ်ဘူးဆိုရင်တော့တဲ့မှာဒီထက်ပိုပြီးတော့ကောင်းတဲ့ response မျိုးကိုမြင်တဲ့တယ်ဆိုပြီးတော့ဟုတ်တယ်ရှိကြရပါဆိုတော့လက်မန်းစပေါ်လေးရောညဟောဘယ်လိုမြင်လဲရောညတောက်လျှောက်ကြည့်ရတော့လက်မဒီဘယ်ဘက်ချမ်းမင်းသားပေးလိုက်တဲ့လုံးဒီဟိုပါပေါ့ဝဲဘက်ပိတ်တာပေါ့အဲ့လိုမျိုးဆိုရင်ကျွန်တော်ကပုံမှန်ဆိုရင်အိုနာနာနဲ့ဆိုရင်အလုံးတွေက6လောက်တယ်ဗျာပြီးတော့ဒီ88မိနစ်မှာကာဒီယိုလိုရဲ့လုံးဝတော်တော်လှအဝေးလောင်းလျှော့ကြီးအဲ့လုံးကြီးဆိုလည်းဝင်လောက်တယ်ဗျာဒါပေမဲ့သူအိတ်ဆေးပဲ reflex လည်းတော်တော်မြန်တာတော့တွေ့ရအောင်နော်ပြီးတော့ဒီရှေ့ရပေါ့နော်ဒီလစ်တို့short တို့သူ command တွေထိုင်ပေးနေတယ်ဟိုးရှေ့ရပွဲတွေမှာလည်းရှိပါတယ်မကွဲရတို့ဘာတို့ command တွေပေးအဲ့လိုမျိုးသဘောကျတယ်နော်ကျွန်တော်သူဖမ်းလို့ရနိုင်တဲ့အလုံးတွေဖမ်းတယ်ဗောနော်အတက်နိုင်တော့ဟုတ်တယ် free kick အလုံးကကြာတော့သူနည်းနည်းတော့လိုအပ်ချက်ရှိသွားလို့မြင်တယ်ဗောနော်ဒီ web back ကန်သွားတဲ့အလုံးကလည်းတောင်းမကြဘူးဆိုပေမဲ့တော်တော်လေးအားပါတယ်ဗောနော်သူပုတ်တော့ပုတ်လိုက်တယ်လက်လန်သွားတယ်ဗောနော်ဒါပေမဲ့သူပြင်ဆင်ချိန်နေတယ်ဗောဘာလို့လဲဆိုတော့သူတို့လိုဘုံသမားတွေကစိတ်ရှည်ရလေစိတ်ရှည်ရစိတ်ရှည်ရဆိုတော့ဒီဘယ်လိုပြောမလဲ free kick မစနိုင်မှာဂိုးကိုတခြားလေးပြင်ဆင်တယ်ဗောပြင်ဆင်တဲ့အတွက်ကြောင့်မလို့အဲ့လိုနည်းနည်းလေးအချိန်ကြာပြီးတော့အိဘက်ကိုမရောက်နိုင်တယ်လို့ထင်တာပဲအေးပေါ့နော်အသက်ကတော့ကိုယ်ထင်ခဲ့တယ်2002ဘုံ23နှစ်ပဲရှိသေးရဲ့အေးပေါ့ကျွန်တော်က Onana ကြီးကိုပဲမြင်လာတော့ဟို upgrade ကတော့ upgrade ပါပဲသူဒီ cross claim နေပါလေဆိုလို့ရှိရင်လည်းပဲဒါတော်တော်တက်ရက်တယ်ပေါ့ဟိုတလုံးကလက်ထက်ကချော်ထွက်တော်မလို့ဒါပေမဲ့လည်းပဲဟိုမိသွားတယ်ပေါ့ပြောရရင်ဗျာကြီးမားတဲ့အမားဆိုတာမျိုး तू မလုပ်သေးဘူးဗျာနော်အဲ့ဒါလေးကသူအားရတယ်ဟုတ်တယ်ဆိုတော့လာမယ့်ပွဲတွေလည်းပဲ Lemans ကတော့ဒါနေရာဆက်ရဖို့ရှိမှာပေါ့နော်အဲ့ဆိုကျွန်တော်တို့ဒီ type 6ကိုပြန်သွားကြမှာပေါ့နော်ဒီ Shesko ရဲ့အခန်းကဏ္ဍပေါ့ Shesko ကအခုဆိုလို့ရှိရင် तू ဟိုတဲ့မှာမေဆန်မောင်းရှိနေတော့မှစာနေရာတိတ်မရဘူးလားပါလားကျွန်တော်တွေးကြသေးတယ်ဒါပေမဲ့ဒီပွဲမှာဆိုရင် तू က82မိနစ်တောင်မှကစားသွားတယ်ပေါ့နော်ဆိုတော့ Shesko ကအန်ဝင်လာပြီလားပေါ့အစောပိုင်း15မိနစ်လောက်ကတော့ तू ရုံးကန်နေရတယ်ဗျာ Brighton နောက်တဲ့ဟို Lewis Dan တို့ရဲ့ Van Hecke တို့ရဲ့အိတ်ကက်ထဲကိုရောက်လာပေါ့နော်ဒါပေမဲ့တဖြည်းဖြည်းတော့ကန်ခွင့်နေရလာတယ်အရေးပါတဲ့ဂိုးတစ်ခုပေါ့နော်အန်ဘူးမိုရဲ့ဒီ United ကတတိယသွင်းဂိုးလည်း तू ဖန်တီးပေးနိုင်တယ်ဆိုတော့ Shesko အကြောင်းလည်းပြောရမှာပေါ့
Chesco ကကြတော့ဟိုပါပေါ့သူလည်းတဖြည်းဖြည်းနဲ့အံဝင်လာပြီလို့တော့ပြောလို့ရတာပေါ့ဒါပေမဲ့ကျွန်တော်တို့ကသူ့စီကဒီတက်ဂိုးတွေပါမျောလင့်နေသေးတာပေါ့ဟိုဒီ9ရောက် sorry ဒီ MMO 9ရောက်ပါလေလို့ဆိုရင်သူဒီနည်းနည်း deep ဆင်းပြီးတော့ link up တွေပါလောက်လိုက်တယ်လေအဲ့လိုမျိုးလေးပါနောက်ပိုင်းလောက်လာတွေ့ရတယ်သူကကျွန်တော်ဒီ Whiteland နဲ့ပဲရှင်းကြည့်မယ်ဆိုရင် Whiteland က Highland တက်ပို့ပြီးတော့ကောင်းတဲ့ potential ကိုသူ့စီမှာမြင်ရတယ်လေသူကနည်းနည်းပို့ပြီးတော့တွက်တယ်ဖြတ်တယ်ဒီဟိုတဲ့ link up တွေမှာအရင်မိုက်တယ်ပေါ့နော်နောက်ပိုင်းတော့ဂိုးတွေရလာမှထင်တာပဲဒီပွဲမှာလည်းသူ့အမော်ရင်ကဂိုးတော်လေးရစေချင်တာတွေ့ရတယ်ပေါ့နော်ဒါပေမဲ့သူဟိုတလုံးဆိုလို့ရှိရင်သူဘေးကိုကန်လိုက်တယ်ပေါ့နော်ကိုမရဲ့ညာဘက်ကြီးကိုကန်လိုက်တယ်မကိုးပါဘူးအဲ့လုံးဆိုဂိုးမယ်လို့ထင်တာပေါ့ဟုတ်တယ်အဲ့ကြီးက big chance ဒီလိုပြောလို့ရတယ်နော်ဟိုတလုံးဆိုလို့ရှိရင်လည်းအဲ့လိုမျိုးကိုမကိုးသွားဒါပေမဲ့ तू က6ပွဲမှာ2ဂိုးသွင်း1ဂိုးဖန်တီးဆိုတာကြီးကဟိုပြောရရင်အရင်ကြီးတော့မစိုးနေဘူးဗျာသိရမလားဟိုပုံမှန်မိနစ်90ကစားပြီးဖြုံးနေရလဲမဟုတ်ဘူးလေအဲ့လိုမျိုးဆိုပြီးတော့ तू ရတဲ့ XG ကကိုမှ 1.81 ပဲရှိသေးရပေါ့နော်ပြောရရင် new ကဆရာ water မယ်ဒီရို့ပါအောင်နော်အဲ့လိုတခြားဒီယာဒီမှာရောက်လာတဲ့တိုက်စစ်မှုတွေနဲ့ရှင်လို့ရှိရင်ကြတော့အဲ့လို Shesco ဘယ်လိုမြင်လဲပေါ့ဥပမာ new ကဆယ်မှာဆို water မယ်ဒီရှိမယ် Liverpool မှာဆိုရင် EKTK နဲ့ Isak နဲ့ရှိမယ်ဒီ Isak ဆိုလို့ရှိရင်ဒါတကယ်တော့ဒီထက်ပိုလုပ်ပြတဲ့တာဗျာ Isak ဆိုမလုပ်ပြနိုင်သေးဘူးဆိုတော့ Shesco ကကြတော့ကျွန်တော်အရန်မျှော်မှန်းတဲ့ level အမြင့်ကြီးကိုမရောက်သေးဘူးဆိုရင်တော့မစိုးသေးဘူးပေါ့နော်စောင့်ကြည့်မယ်ဆိုလို့ရှိရင်တော်ကြီးကိုpotential ရှိမယ်ဆိုတဲ့ပုံစံမျိုးတော့ဖြစ်တယ်နော်ဟုတ်တယ်အဲ့မှာလေကျွန်တော်တိတ်မကြည်တဲ့ဥစ္စာလေးတခုရှိရသေးလားအဲ့ကျွန်တော်မြင်လိုက်တဲ့လောက်အဲ့ဒုတိယဂိုးပေးလိုက်တဲ့အချိန်မှာလေ62မိနစ်ပေါ့နော်62မိနစ်2မိနစ်ပေါ့အဲ့မှာပေးလိုက်ရတဲ့ corner မှာဆိုကျွန်တော်မက်ကင်နီတော်တော်လိုပဲတဲ့အဲ့ဂိုးကြီးကတကယ်တော့ဖြစ်လာတင်လားလို့ဒါအကုန်လုံးကလည်းပြိုင်းနေပြီလားဒီလူစားဝင်လာတဲ့သူတွေရဲ့အားနည်းမှုကြောင့်ပဲလားအသင်ကအဲ့ချိန်မှာတိတ်မှာ chemistry မမိရောလားဘာဖြစ်သွားတာလဲအဲ့ဂိုးကြီးကကျွန်တော်အဲ့ဂိုးကြတော့ကျွန်တော်ကလမ်မန်ကိုအပြစ်နည်းနည်းတင်နေတယ်ပေါ့နော်လမ်မန်တပွဲလုံးခြုံကြည့်ရလမ်မန်ဆိုတာကောင်းပါတယ်တော်တော်လေးဒါပေမဲ့အဂိုးနဲ့ပတ်သက်ပြီးတော့သူ့အပြစ်တင်နေတယ်ဘာလဲဆိုတော့သူဇက်ဇီတို့ဟက်ဗန်တို့ကွန်မန်းကောင်းကောင်းမပေးနိုင်ခဲ့ဘူးပေါ့သူသာကွန်မန်းကောင်းကောင်းပေးလို့ရှိရင်အဂိုးကမကိုးနိုင်ကြအကြောင်းမရှိဘူးပေါ့သူcross claim လည်းမလုပ်နိုင်ဘူးသူ command လည်းမပေးနိုင်ဘူးပေါ့သူတောင်းဝင်ပြက်ကော်သွားလို့ထင်တယ်အဲ့အကိုးမှာဇက်ဇီကဇက်ဇီရှိနေခဲ့ပေါ့နော်ဒါပေမဲ့ဇက်ဇီလည်းဘာမှမလုပ်နိုင်ခဲ့ဘူးပေါ့အဲ့တော့သူ command နည်းနည်းလိုသွားလို့ထင်တာပဲအေးနော်ပြီးတော့အဲ့ချိန်မှာဟိုဟာကြီးကအချိန်ပိုကြီးရတယ်ဗျာ9မိနစ်ပေးထားသေးတယ်မှာကျွန်တော်ကလည်းဟို MMO ဂိုးသွင်းမဲ့ဆိုရင်ကြုံမမြင်သေးဘူးဗျာအဲ့ဂိုးကြီးပေးလိုက်တော့ဒီလက်ချံ9မိနစ်ကြီးကဘယ်လိုရင်ဆိုင်ရမှာလဲမသိတော့ဘူးပေါ့သိလား3-3ဖြစ်မှာလားပါလားပေါ့ဟုတ်တယ်ကျွန်တော်ကအဲ့မှာလက်လွန်ပေးနေပြီဗျာကျွန်တော်တို့ဆိုဘယ်လိုလောက်ဆိုးလဲဆိုဘာလီဘာဦးကစလေတိုက်ပြီးသိဘာလီဘာကြီးဘာညာတို့ဘာလေတိုက်ပြီးနေတဲ့အချိန်မှာဟာ3-3ပြန်ဖြစ်သွားတော့သွားပြီပေါ့ဒါမျိုးကမဖြစ်ဘူးလဲပြောလို့မရဘူးလေတစ်သက်လုံးကြုံတစ်သက်လုံးဆိုတာဗျာလွန်ခဲ့တဲ့2နှစ်3နှစ်မှာဒါတွေကဖြစ်နေကြကိစ္စကြီးသိရမလားဖြစ်နေကြဟုတ်တယ်ဖြစ်နေကြကိစ္စမျိုးကြီးဆိုတော့လေဆိုတော့အဲ့ဂိုးပေးရတော့ပြောရရင်မနေ့ကမချေနဲ့ဘူးပေါ့နော်မချေနဲ့ဘူးဆိုတော့အဲ့ဒါရှိတယ်ပြီးရင်ကာစီမီရိုထွက်သွားပြီးရဲ့နောက်ပိုင်းဒီအရန်ဒီဝင်လာတဲ့နောက်ပိုင်းမှာအဲ့လိုကစားကွက်ကြီးကဟင်းတလွဲကြီးပေါ့နော်ဘာကြီးလဲပေါ့ same old story ပေါ့အဲ့လိုပုံစံကြီးပြန်ဖြစ်သွားရည်ကိုလည်းမကြိုက်ဘူးပေါ့နော်ဆိုတော့အဲ့ဒါကြီးကသူတိုးတက်လာမယ်ဥစ္စာပေါ့အမိုရီကလည်းအဲ့ဒါကြီးတော့ပြောသွားတယ်ပေါ့နော်သူဖြည့်ရှင်းရအောင်မယ်နောက်ပွဲကဟုတ်တယ်ပိုရေးကြည့်တယ်ဆိုအဲ့ဒါမျိုးသူပြောသွားရှင်နော်အဲ့တော့ဒီ first line app ပေါ့နော်ပထမ first line app နဲ့ဒီ second line app ကြီးကအရင်ကွာနေရပေါ့နော်အဲ့ဒါဘာလို့อ่ะလူဖြည့်တာမဟုတ်လို့ရှိရင်ဒီဟာဒီမှာဘာဆက်လုံးမှာပဲအဲ့ဒါကြီးကိုပြင်နိုင်မှာလဲပေါ့အဲ့ဟို first line နဲ့ second line နဲ့မှာလေ तू ကအကုန်လုံးထုတ်ချလိုက်တာကိုညာရောဒီကစီရောအာမတ်ကိုထုတ်ချလိုက်တော့ तू ကဟုတ်တယ်တော်တော်လေးဟိုဖြစ်သွားတယ်တကယ်တော့ဟိုအာမတ်လောက်တော့ခြံထားခဲ့တင်တယ်လို့ကျွန်တော်မြင်တယ်ပေါ့နော်အဲ့တော့အာမတ်ကတော်တော်လေးလိုက်ကူနိုင်တယ်လေအဲ့တော့အာမတ်မရှိရောအဝေမလည်းတယောက်လည်းကြောင်ပြောက်သွားတယ်လို့ထင်တယ်အဲ့မှာဟုတ်တယ်ကွင်းတွေကလည်းကူကလေးတို့မိန်တို့ရောက်လာတော့တော်တော်ဟိုဖြစ်သွားအဲ့တော့ဘယ်လိုလုပ်မလဲဆိုရင်တော့ဘယ်လိုလုပ်မလဲဆိုတော့နီလာကတော့ဒီမရှိတော့သေးဘူးထင်တာပဲဒီလိုကြီးပဲဆက်သွားဖြစ်နေမယ်လို့ကျွန်တော်ထင်တာပဲဒီတိုင်းပဲသွားမှာဟုတ်တယ်အဲ့ဒါအာမက်အကြောင်းပြောဖို့မေ့အာမက်ကအဲ့ဒါကောင်းလာရယ်နော်လုံးမတင်တဲ့ဒီဘူမွန်နဲ့တွဲလုံးလေးတွေကိုကြည့်ရတာလေဟိုဒီ podcast အစမှာပြောခဲ့သလိုပဲ Silas Kick ကဟာကြီးကြည့်ခဲ့တာဆိုတကယ်ရုံးတဲ့ကောင်တွေကိုမြင်နေတာဆိုအာမက်ကလည်းအဲ့လိုတိုင်မှုတွေမှာပါတယ်ပေါ့ဒါပေမဲ့သူပြင်ရမှာတခါတလေပြိသက်နဲ့ရန်ဖြစ်ချင်တယ်လို့စိတ်ကောက်ချင်တယ်လို့ဟိုဂါနာချိုတို့ဟုတ်တယ်နည်းနည်းတခါတလေမှာတွေ့ရတာမျိုးလေးတွေကလွဲရင်ပေါ့နော်အဲ့ဒါလေးပဲကျွန်တော်တော့ဟိုတော်တော်လေးကိုဒီအမ်ဘူမွန်နဲ့အတွက်ဖက် African connection လေးရှိလာတယ်လို့တင်တယ်F1 ရရင်ဘယ်လိုလုပ်မလဲအဲ့တချမ်းလုံးကသွားမှာနော်F1 ကြရင်တော့သွားပြီပေါ့ဒေါ်ကူကိုဘယ်ချမ်းဒါတော့ညာချမ်းပေါ့အဲ့လိုတောင်းမှာပဲရမယ်အဲ့ခါကျရင်တော့မာဇရာဝီလေးရောပဲ
ဖန်နေတော်တော်လေးစိတ်ပြရမယ်ထင်တယ်တော်တော်လေးပြန်လောင်ရရမယ်အပတ်တွေအရင်တော့ကကြတော့ကျွန်တော်တို့ကဗာလဲ F ကွန်ဆိုရင်ဦးနန္ဒာဒီကောင်သွားမှာသွားပါသေးနော်မြ мян သွားပြန်မလာနဲ့ဦးနန္ဒာကဗာပဲလေရင်နဲ့အစော်ကြီးပြန်လာဟလားမဟုတ်အာဖရိကပွဲသွားကနေကိုမနှက်ပြန်သွားမယ်ဆိုရင်ဒီညမှာ United ရဲ့ပွဲကိုသူကဖမ်းပေးပြီးမှသွားတာပြီးတော့အဲ့ဘက်မှာလည်းတလွဲရလုပ်သေးတယ်အဲ့လိုကြီးဗျာချစ်ပြရမဟုတ်တဲ့ဘက်ကနေပြီးတော့အဲ့လိုမျိုးကြီးလုပ်ခဲ့တာဆိုတော့သိရမလားဆိုတော့ဒီနေ့ကျတော့ကျွန်တော်မှဒီအမ်ဘူမူကြီးနဲ့ဒီအာမန်နဲ့ပေါ့နော်အဲ့လိုကစားသမားတွေကရှိနေတာကျွန်တော်မသွားသိချင်တော့ဘူးအဲ့လိုတွေဖြစ်လာဆိုတော့ဟုတ်တယ်ဖာကီလက်ထက်တော့အဲ့လိုကစားသမားတွေမခေါ်ဘူးလေအေးနော် Silas ကဆိုနော်ကစားသမားတွေတိတ်မခေါ်ဘူးနော်ဟုတ်တယ်မခေါ်ဘူး तू ကအေရှမ်းတော်မှာဟိုပါပဲလေပတ်ဂျီဆန်တယောက်လောက်ပဲကောင်းကောင်းနေဟိုဖြစ်တာ तू ကအဲ့လိုမျိုးလေမလွတ်ချင်ဘူးလေဒါမှတန်ရမှာအဓိကထောက်တိုင်နေပေါ့အခုဆိုကျွန်တော်လည်းမလွတ်ချင်ဘူးလေအမှန်တမ်းပြောရင်လွတ်ချင်တော့ဘူးဒီဘုံဘုံနဲ့ဆိုမခွဲနိုင်တော့ဘူးတိလားအဲ့လိုဖတ်တောင်အေးချင်တာယူခိုင်းဖြစ်လာတော့အဲ့လိုကြီးဖြစ်လာနော်တော်တဲ့ဒါတော့ဟိုကိုဗီမင်းနူးတို့ဘာလို့ဟိုမဖြစ်လို့နော်အဲဂါနာတွေဘာတွေမယူရသွားလို့ဟုတ်ပါအဲ့လိုကြီးဖြစ်ခဲ့တာဒါပေမဲ့ညကတော့အဲ့ဟိုဟာထိတော့မိနစ်80လောက်ကတော့တော်တော်ကြီးစိတ်ချမ်းသာခဲ့ရပဲထင်ပါတယ်အဲ့နောက်ပိုင်းလာပေါ့နော်ပြန်နေရောက်လာတဲ့အချိန်မှာအဲ့လို transition တွေမနိုင်ပေါ့နော်ရှင်ကလီးယားတွေမနိုင်ပြီးရင်ဟို down ကန်မောတွေဆိုရင်လေပြက်ကြီးမရှင်းထုတ်ဘူးဗျာလူပေးသလိုပါလူလိုနဲ့အဲ့ဒါပြိုင်ဘက်ကပြန်ရသွားတာလို့ပေါ့နော်အဲ့ဒါအဲ့ပေါ့ဟုတ်တယ်အဲ့အာဖရိကကစားသမားတွေဆိုလို့လေကျွန်တော်တို့ဗာလဲဟို Silas ကမခေါ်တာမဟုတ်ခေါ်တော့ခေါ်တယ်နည်းနည်းခေါ်တယ်ဒါပေမဲ့ခေါ်လဲပဲသူကအဲ့လို key player ကိုမခေါ်တာဗျာတိလားဟုတ်တယ် key player မလုပ်တာဟုတ်တယ်ကျွန်တော်မိတဲ့ kit ဆိုရင်ဒီ Quentin Fortune တို့ရှိတယ်ဗျာသူ Joker တွေပဲဗျာသိရမလားအသင်းမှာအခုဆို Aaron Heaven တို့လောက်ပဲနေရတာလीဟုတ်တယ် New Cho တို့အဲ့လိုမျိုးနောက်ပိုင်းမှာဆိုရင်တော့ကျွန်တော်တို့ဒီ Igalo တို့ Amrabat တို့ပေါ့နော်အဲ့လောက်ပဲအဲ့လိုတွေပဲကြုံခဲ့ရတာပေါ့နော်ဒါကတော့ပြင်ဆင်ရမယ့်ဥစ္စာတွေပေါ့ခဏနော်ကျွန်တော်ဟိုဟာလေးပြန်ဝင်လာအောင်ပဲခုနကနေရတယ်အဲ့ဒုတိယကိုပေးလိုက်တဲ့အချိန်မှာကျွန်တော်သဘောမကျဘူးဆိုတာနှစ်ချက်လဲပါတယ်ဗျာတိလားဘာလဲဆိုတော့ဟိုပေးလိုက်တဲ့သူကအဖိုးကြီးဗျာမီနာဗျာသွင်းသွားတဲ့သူကလည်းပဲလူငယ်လေးဗျာခုမှပထမဆုံးဂိုးကိုသွင်းတာဟိုဂရိယာ19နှစ်ပဲကောင်းလေးပေါ့နော် boss 2 less ဆိုလဲကောင်းလေးဆိုတော့အဲ့လိုကိုမျိုးပေးလိုက်ရတော့သိရမလားအဲ့ဒီအချိန်မှာလေငါအဲ့ဒီကိုကြီးပေးရတာမချီနှက်လိုက်တာဆိုရယ် sense ကြီးရသွားဟုတ်တယ်တော်တော်လေးပြသွားရင်ခေါင်အောင်လုပ်တယ်နော်ဟုတ်တယ်အဲ့ဒါဟိုပြောရရင်ဗျာအဲ့လို butterfly effect ဆန်ပဲပေါ့နော်ဒီကိုးသာပေးလိုက်လို့3သာပြန်ဖြစ်လို့ရှိရင်ကျွန်တော်တို့ကလည်းနောက်ပွဲတွေမှာလည်းယုံကြည်မှုတွေလည်းပြန်ပြောက်သွားမယ်အတင်းကဒုံရင်ပါလားဆိုတော့အတိလည်းဝင်သွားမယ်ပေါ့အခုကကြာဘာဖြစ်သွားလဲဆိုတော့တော်ရုံတိုင်ရုံဆိုမကြောက်တော့ဘူးဗျာကျုံးမယ်ပဲ Nottingham Forest away ကွင်းလာတည့်မလားငါတို့နိုင်မယ်ဆိုတော့အဲ့လို sense ကြီးဖြစ်သွားပြီပေါ့နော်ယုံကြည်မှုတွေကစာအရင်နဲ့မတူတော့ဘူးပေါ့ Okay တခြားရောညပွဲမှာပတ်သက်ရောဘာမြင်သေးတော့အချိန်လေးနည်းနည်းရသေးရဲ့ဆိုတော့ဘာဖြစ်လဲနားလိုက်မယ်လေညပွဲမှာမြင်လဲဆို conclusion အနေနဲ့ပေါ့ညပွဲနဲ့ပတ်သက်ဟုတ်တယ် conclusion အနေနဲ့တော့ဟိုညပွဲတော့ကောင်းပါတယ်ဟို fan တွေတော့လုံးဝ3ပွဲဆက်တိုင်းနိုင်လုံးဝအဲ့ကောင်းချင်းနဲ့အဲ့ရပါဗျာနောက်ပွဲအတွက်တော့နောက်ပွဲနဲ့ပတ်သက်ပြီးတော့နည်းနည်းပြောချင်တာပေါ့ Forest နဲ့တွေ့မှာထင်တယ်နော် Forest ဟုတ်တယ်သူကရှောင်းတိုက်ရောက်လာပြီတဲ့ရှောင်းတိုက်ရောက်လာတော့ Forest က City Cross Forest ကိုသူက low block ထားအောင်ပါလေ low block ထားတော့ United ကအရင်တော့ low block နဲ့တင်းနေတဲ့တွေ့ရင်အဆင်မပြေဘူးလေမပြေတော့အခုဝေမိုးတို့ကုညာတို့အာမတ်တို့နဲ့ဆိုတော့အဆင်ပြေနေလောက်မယ်အဲ့တော့ကီးလေးပေါ့လေအဲ့တော့အဲ့ဟာလေးတွေပါအဆင်ပြေနိုင်လောက်မယ်လို့ထင်နေပါလေကိုပေါ့တွေးကြည့်ရပါဗျာရှေ့ပွဲခံမှန်းပြီးတော့ဟုတ်တယ်နော်ပြီးတော့ကျွန်တော်တို့ဒီမကွိုင်းရတို့ဘာလို့ပြန်လာမလားမသိဘူးကြားထဲမှာချက် injury news လေးလည်းစောင့်ကြည့်ရမယ်နော်ကျွန်တော်တော့ဒီ Forest ကိုစပါးကိုနိုင်မယ်ဆိုရင်တော့တော်တော်အဆင်ပြေသွားနိုင်တယ်ပေါ့နော်ပြီးရင်ဟိုငှက်ကိစ္စပေါ့နော်ငှက်အသင်းတွေကိုနိုင်နေကြဆိုတော့အခုဆိုအရင်နဲ့မတူတော့ဘူးဆိုတော့တစ်တော်အသင်းပြင်ကြက်ဖအသင်းကိုပါနိုင်တော့မလားအဲ့လိုမျိုးပါတွေးပြီးတော့ရင်ခုန်နေကြပြီပေါ့โอเคပါဒါတော့ဒီရက်ပိုင်းကတော့ဒါ United fan တွေအတွက်ကတော့ရှေ့ဆက်ပြီးတော့လည်းရင်ခုန်စရာပြီးသွားတဲ့ပွဲနဲ့ပတ်သက်ပြီးတော့လည်းပြောစရာပေါ့ဒါကြီးပဲစုံတာပေါ့နော်ဆိုတော့ဒီနေ့တော့အဲ့ United နဲ့ Brighton နဲ့ 4-2 ပွဲကြအောင်စုံလေးပြောခဲ့တာပဲဖြစ်ပါတယ်ပေါ့နော်ကြည့်ပေးတဲ့တူချင်းကိုကျေးဇူးတင်ပါတယ်ကျွန်တော်တို့ channel လေးကို subscribe မလုပ်ရသေးရင်လည်း subscribe ပေးခဲ့ပါအောင်ပေါ့နော်အဲ့ဆိုစီကိုကြီးကျေးဇူးနော်ကျေးဇူးပါArsenal ပွဲသွားကြည့်လိုက်အောင်ဟုတ်လား Okay